လူဘဝရောက်လာတဲ့အခါမှာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်မိဘနှစ်ပါးပဲအဲ့တော့မိဘနှစ်ပါးနဲ့ပတ်သက်လာလို့ရှိရင်မလုပ်သင့်တာကဘာလို့ဆိုရင်မိဘကိုပြန်ပြောတာတို့မိဘကိုရန်တွေ့တာတို့မိဘကိုကျေးဇူးကမ်းတာတို့မိဘစကားနားထောင်တာတို့ဒါတွေကမလုပ်သင့်ဘူးမယုံသိမလေးစားလို့မိဘကကိုယ့်ရဲ့ပညာနည်းခြင်းနဲ့နည်းလိမ့်မယ်ဒါကတော့မိဘအတိုင်းမိဘဖြစ်တာနဲ့ကိုယ့်ရဲ့ပညာတတ်လိမ့်မယ်လို့တော့ဒီလိုတော့ပြောလို့မရဘူးနော်အဲ့တော့ကိုယ့်ရဲ့ပညာမတတ်ဘူးဆိုပြီးတော့မိဘကိုစော်ကားလို့မရဘူးသူကမိဘဘာဖြစ်လို့တော့ဆိုကိုပညာတတ်ထားတာကိုကမိဘကကိုကိုလူဖြစ်အောင်မွေးလာလို့ကိုပညာတတ်တာဟုတ်ဒါကြောင့်မို့လို့ဣမတ္တလောကတ္တဓာတိတာရောလို့မြတ်စွာဘုရားဟောတာဒီလောကကြီးလာခွင့်ပေးလိုက်တာဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတာကိုကမိဘရဲ့ကျေးဇူးအခုခေတ်တချို့မိဘတွေဆိုလာခွင့်တောင်မပေးဘူးနော်ကြိုတင်ပြီးတော့တားဆီးတာတွေလည်းရှိတယ်လေကြိုတင်ပြီးတော့တားဆီးလာလည်းရှိတယ်နောက်ဆုံးမှအသက်ရှင်ခွင့်မပေးအောင်မပေးတာတွေလည်းအများကြီးရှိတယ်အခုအဲ့တော့ကိုယ့်ကိုလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာမိဘကျေးဇူးကိုအများကြီးတင်ရမှာဘာလို့လဲဆိုအမေဖေကတို့လာခွင့်ပေးလိုက်လို့တို့လာရတာလို့ဆိုရင်လမ်းပိတ်ထားလိုက်ဘာမှတို့ရောက်မှာမဟုတ်ဘူးလာခွင့်မပေးတဲ့မိဘတွေလောကမှာအများကြီးရောက်နေပြီအဲ့တော့အကယ်၍မိဘကသာတို့လာခွင့်မပေးဘူးဆိုရင်ဟောတယ်လို့ဘုရားတရားကိုလည်းသိခွင့်ရမှာမဟုတ်ဘူးပညာရက်တွေကိုလည်းနားလည်ခွင့်ရမှာမဟုတ်ဘူးလောကကြီးရဲ့အကြောင်းလည်းဘာမှသိလိုက်မှာမဟုတ်ဘူးလို့ဟောရှိနော်အဲ့တော့မိဘရဲ့ကျေးဇူးကတောင်းတောင်းအင်းရှောက်မတွေးနဲ့ဒီတစ်ခုနဲ့တင်ကျေးဇူးကြီးလာပြီဒါတစ်ခုနဲ့တင်ကျေးဇူးကြီးလာပြီအဲ့ဒါလို့ကျေးဇူးကြီးမားတဲ့မိဘကိုစော်ကားခြင်းဆိုတာလုံးဝမလုပ်သင့်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲမိဘဆိုမစော်ကားရဘူးဒါမလုပ်သင့်တာအဲ့ဒါလို့ပညာရှိပြီဆိုရင်သိလာတဲ့အခါလုပ်သင့်တာကြတော့ဘာတော့ဆိုလို့ရှိရင်မိဘကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျေးဇူးတုံးဆက်ရမယ်။အိုမေးမစွမ်းရှိလာတဲ့မိဘတွေကိုပြုစုရမယ်ကျွေးမွေးရမယ်။နော်။ဆောင်းအောင်နေမလုပ်ရဘူးမိဘနဲ့ပတ်သက်လာလို့ရှိရင်ကိုငယ်ငယ်တုန်းကသူတို့ကဆောင်းနေတာမဟုတ်ဘူး။ကိုရွယ်ရောက်တဲ့အခါကျကိုကဆောင်းနေလို့ရှိရင်မဟုတ်သေးဘူးနော်။အဲ့ဒါလို့ဆောင်းတတ်တဲ့လူဟာကိုကြီးလိုက်ရင်ကိုသားသမီးကကိုပြန်ဆောင်းလိုက်မယ်အဲ့ဒါဒါသေးကြပါပဲ။ဒီဘဝတည်းပဲအဆောင်ခံရတဲ့လူတွေရှိတယ်လေဘာလို့လဲဆိုကာလဝိဘက်နောက်ပိုးတက်ဆိုတာချက်ချင်းအကျိုးပေးတတ်တယ်နောက်ဘဝမရောက်ခင်ကိုအကျိုးပေးတယ်မိဘကိုမယုံသေးတဲ့သားသမီးဟာသူ့လည်းသားသမီးရလာမှာရလာလို့ရှိရင်သူ့သားသမီးရလည်းသူ့ကိုမယုံသေးဘူးအဲ့လိုဖြစ်တတ်တယ်အဲ့တော့မိဘကိုပြုစုလုပ်ကြွေးခြင်းဟာလုပ်တဲ့တယ်မိဘကိုစော်ကားမော်ကားစိတ်ဆင်းအောင်လုပ်ခြင်းဟာမလုပ်သင့်ဘူး